မင်္ဂလာပါခင်ဗျာ AOS Studio Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကမ္ဘာအံပွဲတစ်ခုဖြစ်တဲ့တရုတ်ပြည်ကမဟာတိုင်းကြီးဟာကီလိုမီတာပေါင်း2000ကျော်ရှိလျားပြီးတကယ်တော့ဒါဟာတစ်ဆက်သေးဆောက်ထားတဲ့တိုင်းတစ်ခုမဟုတ်ပါဘူးရှေ့ခေတ်မင်းဆက်အတီးတီးကနှစ်ပေါင်း2000ကျော်တိုင်တိုင်းတိဆောက်ခဲ့ကြတဲ့တိုင်းတွေခန္ဓာတင်နဲ့ကာကွယ်ရေးစနစ်တည်းရဲ့စူးစီးမှုကြီးဖြစ်ပါတယ်ဒါဆိုရင်ရှေ့ခေတ်တရုတ်လူမျိုးတွေကဘာဖြစ်လို့တလောက်ကြီးမာတဲ့တိုင်းကြီးကိုအသက်ပေါင်းများစွာစတဲ့ပြီးတိဆောက်ခဲ့ကြတာလေလူအများစုတိထားကြလို့စစ်တိုက်ဖို့တတ်ဖဲလားတကယ်တော့မဟာတိုင်းကြီးကိုတိဆောက်ခဲ့ရတဲ့နောက်ွယ်မှာစိတ်ရေးရှိဖွားရေးနဲ့နိုင်ငံရေးအရာအလိုအရေးကြီးတဲ့အဓိကအကြောင်းပြချက်၅ခုရှိနေပါတယ်အဲ့ဒါတွေကဘာတွေလဲဆိုရအထူးထူးကြည့်လိုက်ကြရအောင်ပါပထမဆုံးနဲ့အရေးကြီးဆုံးအကြောင်းပြချက်ကတော့စီးရေးအရာကာကွယ်မှုပါပဲတရုတ်ပြည်ရဲ့တောင်ဘက်ခြမ်းဟာစိုက်ပျိုးရေးလုပ်ကိုင်လို့လွန်ကောင်းတဲ့စိမ့်လန့်နေမည်ဖြစ်ပြီးမြောက်ဘက်ခြမ်းကတော့၆တွေ့ပြီးလိမ့်ဆန်မွေးမြူရေးပဲလုပ်လို့ရတဲ့မြက်ခင်းပြင်ဖြစ်ပါတယ်မြောက်ဘက်ကမြင်းစီးချီသလုံးအိမ်တိုင်းလက်လေနေထိုင်တဲ့မြို့နယ်စုတွေဟာတရုတ်ပြည်တောင်ဘက်ကိုဆင်းပြီးလူရဲလေးရှိပါတယ်ဒီလိုလင်မြန်တဲ့မြင်းစီးတက်တွေကိုဟန်ထားဖို့အတွက်တိုင်းကြီးကိုအဓိကတားဆီးဖြစ်တိဆောက်ခဲ့ကြတာပါဒီတိုင်းကြီးကြောင့်ရန်သူတွေကလွယ်နဲ့ကြော်ဖြတ်လို့မရတော့ပဲစင့်ဟာပြည့်ရှိတဲ့ခန္ဓာတကားဝတွေကိုပဲတိုက်ခိုက်ရတာကြောင့်တရုတ်စစ်တပ်အတွက်ခုခံရပူလွယ်ကူသွားစေပါတယ်ရှေ့ခေတ်ဦးမှာတော့ရှုံးနှုမျိုးနွယ်စုတွေကိုကာကွယ်ဖို့နောက်ပိုင်းမြင်းဆက်မှာတော့မွန်ဂိုတွေရဲ့တိုက်ခိုက်မှုကိုတားဆီးဖို့တိုင်းတွေကိုထိုးချဲတိဆောက်ခဲ့ကြတာပဲဖြစ်ပါတယ်မဟာတိုင်းကြီးတိဆောက်ရတဲ့ဒုတိယအကြောင်းကတော့စီးပွားရေးအပိုလန်မာကြီးကိုကာကွယ်ဖို့ပါဟမင်းဆက်ခေတ်မှာနိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းကြီးဖြစ်တဲ့ပိုလန်မာကြီးစတင်ဖြစ်ထွန်းလာခဲ့ပါတယ်အဲ့ဒီအချိန်မှာတန်ဖိုးကြီးကုန်ပစ္စည်းတွေကိုတည်ဆောင်လာတဲ့ကုန်သွယ်အုပ်စုတွေကိုနေဆက်ကဓမြတွေနဲ့မြောက်ဘက်ကလူရိုင်းတွေလူရက်မဲ့ပြီးရန်ကနေကာကွယ်ပေးဖို့မဟာတိုင်းကိုအနောက်ဘက်တဲကန်နိုင်ရတဲ့အထိကီလိုမီတာပေါင်းများစွာလိုချဲတိဆောက်ခဲ့ရတာဖြစ်ပါတယ်။တိုင်းကြီးကကုန်သွယ်ရေးဘေးကင်းကင်းနဲ့သွာလာနေအောင်ကာကွယ်ပေးတဲ့နေရာဖြစ်ခဲ့တယ်လို့နောက်ပိုင်းမွန်ဂိုမင်းဆက်ခင်မှာတော့စီအီယာတုံးမလို့တော့ပေမဲ့ကုန်တယ်ဒီပြီးခဲ့မှုအတွက်ဒတိုင်းမှာစစ်တီတွေအဆောင်ချခဲ့ရတဲ့အထိကုန်သွယ်ရေးကိုအကာအကွယ်ပြီးခဲ့တာပဲဖြစ်ပါတယ်တတိယအကြောင်းပြချက်ကတော့နေဆက်ဖြတ်ကျော်မှုတွေကိုထိန်းချုပ်ပြီးအခွန်ကောက်ဖို့ပါတိုင်းကြီးရန်သူတွေဝင်မလာအောင်တားဆီးဖို့တွေမကပဲပြည်ရင်းကလူတွေအပြင်းမှုလွယ်နဲ့ထွက်မသွားနိုင်အောင်လူဝေလူဘက်ကိုစနစ်တကျထိန်းချုပ်ဖို့အတွက်လည်းအသုံးပြုခဲ့ပါတယ်ကုန်တယ်ဒီသွားလာတဲ့အခါတိုင်းမှာရှိတဲ့ခန္ဓာတကားဝတွေဟာအကောက်ခွန်ဂိတ်တွေဖြစ်လာခဲ့ပါတယ်ဒီဂိတ်တွေကနေတင်သွင်းတင်ပို့တဲ့ကုန်ပစ္စည်းတွေကိုစစ်ဆေးပြီးအခွန်ဘဏ္ဍာကောက်ခံတာတရားမဝင်မှောင်ခိုကုန်ကူးတာတွေကိုတားဆီးနိုင်ခဲ့တာကြောင့်တရုတ်ဤဂရီမင်းဆက်တီအတွက်အလွန်ကြီးမားတဲ့ဝင်ငွေအရင်းမြစ်တစ်ခုဖြစ်စေခဲ့ပါတယ်စတုတ္တချက်ကတော့စီးပွားရေးနဲ့လူမှုစနစ်ရင်းမြစ်စီးချတတ်မှတ်ဖို့ရအတွက်ဖြစ်ပါတယ်ပထဝီဝင်နေထားရာတရုတ်ပြည်မြောက်ဘက်မှာတန်တစ်ကိုအိုးရီချိန်400မီလီမီတာထက်နေတဲ့ရာသီဥတုစီရှိပါတယ်တိုင်းကြီးကိုတိဆောက်ခဲ့တဲ့နေရာဟာဒီမွေးရည်ချိန်မြင်းနဲ့ကရက်တရှိနေတာဖြစ်ပါတယ်။ဒါကြောင့်တိုင်းကြီးဟာတရုတ်ပြည်ရဲ့ဒီညီနဲ့စိုက်ပျိုးရေးလူမှုအဖွဲ့အစည်းနဲ့မြောက်ဘက်ကလှူရှာရုံးကန်နေရတဲ့ခြေလုံးအိမ်တိုင်းလဲသွားလာရတဲ့တိဆန်မွေးမြူရေးလူမှုအဖွဲ့အစည်းနှစ်ခုကြားကနယ်နိမိတ်မြင်းကိုပြတာစီချတတ်မှတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ရှေ့ခေတ်ကတရုတ်တွေအတွက်တော့ဒါကရင်ကြီးတဲ့ကဘာနေရိုင်းဆိုင်တဲ့ကဘာကိုပိုင်းခြားထားတဲ့နေကြားစီးလေဖြစ်ပါတယ်နောက်ဆုံးပြစ်မမြောက်ကြောက်ပြချက်ကတော့နိုင်ငံရေးအရာအာဏာဆက်ပြတာဖို့ပါပဲဒီလောက်ကြီးမားတဲ့မဟာတိုင်းကြီးကိုတိဆောက်နိုင်ခြင်းအဖြစ်တရုတ်ဧကတိတီကသူတို့ရဲ့အုပ်ချုပ်မှုအာဏာဆက်ဘလောက်ထိကြီးမားတယ်လဲဆိုတာကိုပြည်တွင်းရောပြည်ပကိုပါတက်တည်ပြခဲ့တာဖြစ်ပါတယ်အထူးသဖြင့်ပြည်내ပေါင်းစုံကွဲပြားနေတဲ့တရုတ်ပြည်ကြီးကိုပထမဆုံးစီလုံးညီညွတ်အောင်သိမ့်ပိုင်နိုင်ခဲ့တဲ့တရုတ်ဧကတိချေရှိဝမ်ခေတ်မှာထိုင်းပြည်ကိုချီးချက်ဆောက်လုပ်ခြင်းဟာငါတို့ဟာတခုတည်းသောတရုတ်နိုင်ငံတော်ကြီးဖြစ်စီလုံးညီညွတ်သွားပြီဆိုတဲ့ပြရုံဖြစ်ဖန်တီးနိုင်နေတာပဲဖြစ်ပါတယ်။ကဲခုဆိုရင်မဟာတိုင်းကြီးကိုရန်သူတွေရန်ကဒီကာကွယ်မှုအဖြစ်ပိုလန်မာကြီးကိုဆောင်ရှောက်ဖို့အခွန်ကောက်ဖို့နေနမိတ်တတ်မှတ်ဖို့နဲ့အာဏာစက်ပြတာဖို့ဆိုအကြောင်းပြချက်တွေကြောင့်တိဆောက်ခဲ့တာကိုအားလုံးပဲသိရှိသွားကြပြီလို့ပြောနေပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။